ဖေများနေမှာဖေကိုပြောချင်တဲ့စကားတစ်ခုကိုကင်မရာကိုကြည့်ပြီးတော့ပြောပြပါဦး ကျွန်တော်ဖေကတော့ဆုံးမတော့ကြာပါပြီအဖေကတော့မိဘတွေတဲမှာနံပါတ်1ပါပဲ့ကိုက်ရှင်ပေါ့နော်အားလုံးရဲ့မိသားစုရဲ့ပဲ့ကိုက်ရှင်ပေါ့သူ့ကိုမရှိတော့ပေမဲ့သူ့ကိုအမြဲတမ်းသတိရနေပါတယ် ဖေကတော့မရဲ့စံပြပုဂ္ဂိုလ်ပါပဲဖေများနေမှာတော့ပြောချင်တဲ့စကားလေးကတော့ဖေကိုချစ်တယ်လို့ အဖေရဲ့အချစ်တွေမေတ္တာရယ်နဲ့ကျွန်မဒီနေ့ထိရောက်လာခဲ့တာပါအဖေကိုအရန်ချစ်ပါတယ်ရှင် အဖေနဲ့မတွေ့ရကြဖြစ်တဲ့အတွက်ကြောင့်မို့လို့အဖေကိုရန်တတိယရလို့ပြောချင်တယ်ပြီးတော့ရင်အဖေနဲ့နောက်ထပ်တစ်ခါလောက်ထပ်ပြီးတော့တွေ့ရအောင်မယ်ဆိုရင်အရန်ချစ်တဲ့အကြောင်းကိုပြောပြီးတော့တဝါကြီးဖတ်ထားခြင်းနဲ့ဗျ ဖေကြီးကိုအသက်ရှိရှိကြကြမမနဲ့နေပြပါလို့ပြောချင်ပါတယ် အဖေကိုပေါ့လေကျွန်တော်တို့တွေလောကရန်ကိုကောင်းကောင်းမွန်အန်တူပြီးတော့သားသမီးတွေကိုလူလားမြောက်အောင်ကောင်းမွန်ဆောင်ပြုစုထိုးထောင်ပေးနိုင်တဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်လို့အရန်လက်ချစ်ပါတယ်လို့အဖေကို ဟုတ်ကဲ့ပါကိုကျေးဇူးပါ